ကစ်တေပေးကုန်ပြီလို့နော်ကရင်တွေပဲနော်ကရင်တွေပဲနော်ရွှေကရင်တွေနော်သူတို့လူငယ်တဘောကနော်သူတို့အပြိုလူပြိုတွေသူတို့ရိုးရဖြစ်မယ်နော်ကဲနိုင်ကုန်ပြီပြောစရာကြီးပဲနော်သူတို့ရိုးရနော်တမျိုးကြီးပဲနော်သူတို့ရိုးရတမျိုးကြီးပဲနော်ကြည့်ပါဦးနော်သူတို့လို့ဆိုအပြိုလူပြိုသူတို့လည်းမင်္ဂလာဆောင်တဲ့ပွဲဖြစ်မယ်နော်အဲ့ဒါသူတို့ဘာနှိုက်လည်းမသိဘူးနော်ထင်းရတော့မဟုတ်ဘူးမဖြစ်နိုင်ဘူးနော်သူတို့တစ်ခုခုပစ္စည်းနှိုက်ခိုင်းတယ်နော်အဲ့မှာရှာခိုင်းတယ်ပေါ့နော်မတွေ့လားနှိုက်ကုန်ပြီဘလို့ပြီးတော့ kiss တပေးကုန်ပြီအဲ့သူတို့ယူရနော်ရှစ်စားလေးပဲနော်သူတို့ယူရနော်အဲ့တူလားတစ်ခုခုပစ္စည်းတစ်ခုခုသူနှိုက်ခိုင်းတွေ့လားပစ္စည်းတစ်ခုနှိုက်ခိုင်းတယ်တွေ့လားအဲ့ဒါရတယ်ဆိုလို့ရှိရင်တော့အဲ့ဒါမင်္ဂလာဆောင်မယ်အဲ့လိုလားကျွန်တော်သိနားမလဲဘူးနော်ကရင်ရိုးရပါတော့ရွှေကရင်လေးရိုးရပါတော့သူတို့လူငယ်တဲ့ဘောကတွေ့လားဒီပဲသူရဲ့ရှစ်သူအကောင်လေးစီကလည်းနှိုက်တယ်တွေ့လားသူနဲ့ပစ္စည်းကိုထဲလိုက်တယ်ထဲလိုက်ပြီးလို့ရှိရင်အဲ့ဒီပစ္စည်းကိုနှိုက်ပါတော့ကဲရွှေကရင်နော်အဲ့ဒါထဲတယ်ဆိုလို့ရှိရင်တော့ကွန်မမှန်လို့ရနော်ရှစ်ဆရာလေးကြလားအာဘောပေးရတယ်ဆိုလို့ရှိရင်တွေ့လားသူတို့ရိုးရနော်ရှစ်ဆရာလေးနော်အကုန်လုံးပေးပတ်လဲအကုန်လုံးလူငယ်တွေကြီးပဲနော်သူတို့အာဘောပေးရတွေ့လားတွေ့လားရှစ်ဆရာလေးနော်ငါညီမကလည်းကွန်းတပလုံးနဲ့တော့ကွန်းပါစက်မကွန်းမှာကွန်းဟာတော့စားထားကွန်းရှိတယ်အများကြီးပဲနော်တော့လည်းပဲတိုက်ပြီးတော့အဲကက်စပေးပေါ့နော်မတွေ့လားချစ်စရာလေးကရင်ရိုးရနော်ကရင်ရိုးရကျွန်တော်တို့ကမှထားတွေ့ဘူးတယ်နော်ရွှေကရင်ရိုးရပေါ့နော်အဲ့ကလေးတွေကြီးပဲအကုန်လုံးတွေ့လားအကုန်လုံးလူငယ်တွေကြီးပဲတွေ့လားကလေးလေးပါတယ်လူကြီးတွေအနောက်မှာမရှိဘူးနော်ရှစ်စားပဲနော်โอ้โหညီမလေးလည်းရှောနေရောနော်လူငယ်ဘယ်လောက်16-19လောက်ပဲရှိပြီနော်ရှစ်စားရနော်ဘေးကနေတင်ငယ်ကြီးတွေကတိုက်တွန်းပေးတယ်သူတို့ရှက်နေပြီတော့နှခွန်းနန်းအောင်ပေါ့နော်အာဘောပေးရတော့အာဘောပေးရတယ်မတွေ့လားโอ้โหအာလူနော်အာလူတွေကိုသူတို့ဖဲမီနဲ့ဖောက်တာပေါ့နော်ဖဲမီနဲ့ဖောက်တာစာရမိုက်ရနော်အာလူတွေအလုံးကြီးတွေပဲနော်တရားလူမျိုးတွေကအလုံးကြီးတယ်ပြီနော်တချို့ဆိုလို့အလုံးသေးသေးလေးတွေပဲရှိတယ်โอ้โหဘယ်တော့ပြင်းလဲမသိဘူးအာလူမီဖောက်တာနော်โอ้โหဖဲမီပြင်းတော့နော်ဖဲမီအသေးဘူးပြင်းတော့တခါတော့မြည်နော်တခါတည်းဟိုဘလို့ဖောက်တယ်တော့မတူဘူးနော်သူကဖဲမီနဲ့ဆိုလို့ရှိရင်မှုေလေသူကဒီတိုင်းမီနဲ့ဖောက်တယ်ဆိုလို့ရှိရင်တော့တိတ်မမှုေဘူးနော်ဖဲဘူးနဲ့ဆိုလို့ရှိရင်ပဲတောင်းလည်းမတွေ့လားပဲတောင်းတွေတချို့ပဲတောင်းတွေဆိုလို့ရှိရင်မြေပဲတွေဆိုလို့ရှိရင်ဖောက်လိုက်တယ်ဆိုလို့ရှိရင်ဒီတိုင်းဖောက်တာနဲ့ဒီဖဲနဲ့လှော်တာနဲ့အဲ့လိုပုံစံမျိုးနဲ့ဆိုလို့ရှိရင်မတူဘူးနော်ဘယ်တော့ပြင်းလဲအဲ့ဒီသဲဘူးနော်တချို့ဆိုလို့ရှိရင်ကော်ဖီတွေဗာလဲလက်ဖက်ရည်တွေအဲ့လိုသဲမီနဲ့ခွက်ကလေးမှရှားပြီးတော့လေအဲ့လိုမိုက်တယ်နော်ဒူဘိုင်းနေမှာဆိုလို့ရှိရင်မြင်ဘူးတယ်အိုးမိုက်တယ်ရှိုးလမ်းပေးနေမှာဆိုလို့ရှိရင်သူများနဲ့မတူအောင်နော်အဲ့လိုရောင်းတယ်နော်ဈေးရောင်းကောင်းတာပဲအဲ့လိုဆိုလို့ရှိရင်နော်သူများနဲ့မတူအောင်လုပ်နေတယ်ဆိုလို့ရှိရင်နော်အဲ့ဒါကတော့အိန္ဒိယမှာနော်မိုက်တယ်နော်ဗီဒီယိုကတော့လားကြောက်ရတယ်ဆိုလို့ရှိရင်သူကတိတ်ရောက်တယ်မဖြစ်တော့ဘူးလေဒီတိုင်းအော်တန်နဲ့ပဲနော်ရိုးမီရိုးအော်တန်နဲ့မီသေးမဟုတ်ဘူးလေသူကရိုးမီဖို့ပဲနော်အောက်ကနေအဘေးပတ်လေလုံပိုးလောက်လိုက်တဲ့အလုံကာလိုက်တယ်ပေါ့နော်ရှုံစီနဲ့ပြီးလို့ရှိရင်ကြိုက်တတ်ထဲလို့ရတယ်မီလောင်စာပေါ့နော်မီသေးထဲသုံးနိုင်ဆိုမီသေးထဲပေါ့မီသေးမသုံးနိုင်ဘူးဆိုလို့အုံသီးခွန်နေမတွေ့လားအခုနောက်ထပ်အုံသီးခွန်နေတပ်ပိုင်းနေအဲ့လိုထဲလို့ရနော်အကုန်လုံးမီလိုက်တောက်တာဆိုလို့ရှိရင်အကုန်လုံးအဆင်ပြေတယ်နော်မဲပုံအကုန်လုံးမဲတယ်တော်လားကျက်နေပြီအကုန်လုံးအခွန်လေးအကုန်လုံးမဲကောင်းလိုက်ပြီနော်အခွန်လေးအကုန်လုံးမဲကောင်းလိုက်ပြီအဲ့လိုလှုပ်ထဆိုသဲကြတယ်ပေါ့နော်သဲအောက်ကပြုတ်ကြပါလားအပြီးအခွန်လည်းကွာတာပေါ့နော်သဲလည်းမပါတော့ဘူးအခွန်လည်းကွာတွေ့လား
ဒီတိုင်းဖောက်တာနဲ့မတူတော့တကယ်ကြီးတော့ကောင်းတယ်ဒီကောင်မှုေးပြီးတော့လေဒီတိုင်းအစင်ကြိုက်စားတော့ရတယ်ဒီတိုင်းကြိုက်စားတော့ရတယ်ဘာညာကွိကွာတွေမရောပဲလေအထောပတ်တွေပါလေအချိုတွေမရောပဲတင်းဆိုင်ကြိုက်တယ်ဆိုလို့ရှိရင်လည်းစားလဲရနော်မိုက်တယ်လို့မှုရင်ဒီလောက်စားတော့ကောင်းမသိနော်ဒီလားအဲ့လိုခါထုတ်လိုက်လဲဆိုလို့ရှိရင်သဲလေအကုန်လုံးအောက်ကိုပြုတ်ကြတယ်အခွန်လည်းကွာပြီးတော့ဗောနော်မိုက်တယ်ဒီတိုင်းတကူတကလို့ခွာတယ်မလို့တော့ဘူးနော်ကြည့်လားခွာတယ်အခွန်တွေ့လားအခွန်လုံးဝဒီတိုင်းလက်နဲ့ခွာတယ်မလို့ဘူးသူကဒီတိုင်းလှုပ်လိုက်တယ်ဆိုတော့ချင်းရှင်းကြားနဲ့ထဲပြီးတော့နော်လှုပ်လိုက်တယ်ဆိုလို့ရှိရင်သဲလဲအောက်ကိုပြုတ်ကြမယ်အခွန်လည်းကွာပြီးသားပေါ့နော်မိုက်နော်မကြည့်နော်ကြည့်မယ်စစ်ကြည့်မယ်ကျွန်တော်တို့ကဲဘယ်လိုပုံစံမျိုးနဲ့ထောပတ်တင်နဲ့အကုန်လုံးရောပြီးသားနော်အချိုးနော်တကြားနဲ့ထောပတ်နဲ့ပြီးလို့ရှိရင်ဗါတယ်ပဲရောထားလည်းမသိဘူးနော်အဲ့လက်ဖက်လေးလည်းပါလာမသိဘူးနော်သူတို့အရသာရှိတာနဲ့ရောထားတာပေါ့နော်တချို့နေရာတွေမှာဆိုလို့ရှိရင်အိန္ဒိယမှာဆိုတီးတဲ့တိုင်းပဲနော်သိစင်မပြေဘူးပေါ့နော်ညောင်းတာကြည့်ုံနဲ့ပဲနော်ဒီလိုနေရတယ်ဆိုလို့ရှိရင်စားမဝင်ဘူးလိတ်တော့မထဲဘူးသူတို့ကဒါပေမဲ့သူတို့ customer တွေကအများကြီးပဲအုံတာပဲတခါနော်ကဲစနေနေ့နဲ့ထဲမှာစနေလားပဲလားမသိကြိတ်ထတာနော်ကြည့်ရတော့ဝါနေဆိုတော့မဖြစ်နိုင်စနေတော့မဖြစ်နိုင်ဘူးသူတို့ပဲတခုခုနဲ့ရောတာရှိမှာဟုတ်လားဒီတဲ့ဖောက်တာမတူဘူးနဲ့ပို့ပြီးတော့ကြက်တာထဲကမွားပြီးတော့လေတော်ကောင်းမယ်နော်စားလို့တော့တွေ့လားထောပန်းနဲ့မိုက်တယ်နော်ထောပန်းနဲ့